ရှေရှေတုန်းကမြိုင်သားရလို့ခေါ်တဲ့ရွာကလေးတစ်ရွာရှိခဲ့ဘူးတယ်။တခါကအဲ့ဒီရွာမှာမိုးခေါင်ရေရှားပြီးအကြီးအကျယ်အစာငတ်မှုဘေးဆိုင်နေကြတာပေါ့။အဲ့ဒီရွာမှာပဲဝိမလာလို့ခေါ်တဲ့ရေတန်းတယ်မလေးတစ်ယောက်ရှိတယ်။သူမဟာသူမရဲ့မျက်နှာကိုဘသူ့ကိုမှမပြပဲအမြဲတမ်းပဝါအုပ်ထားလေးရှိပြီးသူမမှာထူးခြားတဲ့ကြေးအိုးဟောင်းတစ်လုံးရှိတယ်။အဲ့ဒီအိုးတွေကရေဟာဘတော်မှမကုန်ခန်းသွားဘူး။ပူပြင်းလာတဲ့ຫນွေလဲကောင်နေ့လည်ခင်းတစ်ခုမှာဝိမလာဟာရေအိုးကိုထမ်းပြီးခီးချမ်းနေနေ။အိုးမောလိုက်တာနေကလည်းပူလမ်းကလည်းမဆုံးနိုင်တော့ဘူး။ငါခြေထောက်တွေလည်းနားလာပြီ။ဒါပေမဲ့ငါသာနားနေရင်ရွာသားတွေရင်ငတ်ပြီးတော့တေကုန်ကြတော့မှာ။ကဲဝိမလာနောက်ထပ်2လမ်းလောက်တော့အာတင်ပြီးရှောက်လိုက်စမ်းပါလို့ကိုယ့်ကိုယ်အားပေးနေမိတယ်။အဲဒီချိန်မှာလမ်းဘေးကအတော်ကြီးတယောက်ကလှမ်းခေါ်လိုက်တယ်။ဟဲ့ဝိမလာသမီးလေးခဏလေးရပ်ပါအောင်အမလေးငါလေချောင်းနေလဲ6ကတ်နေပြီငါ့ကိုရေနှငုံလောက်တိုက်ပါအောင်လို့ပြောတော့ဝိမလာကစိုးရိမ်တကြီးနဲ့အတော်ဒီလောက်ပူအိုက်နေတဲ့အချိန်ဘာလို့အပြင်ထွက်နေတာလဲအိမ်မှာနေရင်သမီးကိုယ်တိုင်ရေလာပို့ပေးမှာပေါ့ကဲအေးစစ်စစ်တောက်ပါလို့ပြောပြီးရေတိုက်လိုက်တယ်ရေတောက်ပြီးနောက်အတော်ကြီးကအံ့ဩတကြီးနဲ့အမလေးဝိမလာဒါကရေလာနှက်တုတ်တာလားငါဘဝမှာဒီလောက်အေးမြပြီးချုံမိန်တဲ့ရေမျိုးမတောက်ဘူးဒါနဲ့တမီးကဘာလို့မျက်နှာလွှာကိုဒီလောက်ရှည်ကြီးအုပ်ထားရတာလဲငါတို့ရွာသားတွေကိုရှက်လို့လားဒါမှမဟုတ်နေလောက်မှကြောက်လို့လားလို့ရီမောပြီးတော့မေးလိုက်ပါတယ်ဝိမလာကရီမောရင်မဟုတ်ပါဘူးအတော်ရဲ့ဒီမျက်နှာလွှာဟာတမီးရဲ့ဂုံတိတ်ခါလည်းဖြစ်တယ်လို့တမီးရဲ့မတက်တာတဲ့အခြေအနေလည်းဖြစ်ပါတယ်မျက်နှာကိုမြင်ရတာမမြင်ရတာထက်ရေကအေးမြလားဆိုတာကိုပဲခန်းစားကြည့်ပါနော်လို့ပြောလိုက်ပါတယ်အတော်ကြီးကဝိမလာကိုသမီးတတိနဲ့နေနော်ဟိုလောဘကြီးတဲ့တာတင်းရဲ့မျက်စိကသမီးရဲ့ရေအိုးပေါ်ရောက်နေတယ်အဲ့ဒီအိုးသာသူ့လက်ထဲကိုရောက်သွားရင်တရွာလုံးကိုသူ့ချေဘွားအောက်ထည့်ပြီးအနိုင်ကျင့်တော့မှာအဲ့ဒီချိန်မှာပဲတာတင်းကမြင်းစီးပြီးတော့ရောက်လာပါတယ်လမ်းဖယ်စမ်းဟဲ့ဝိမလာငါ့ရဲ့ရေတွင်းတွေခန်းနေချိန်မှာနင့်အိုးတွေကရေတွေကဘာလို့ရှန်ထွက်နေရတာလဲငါ့ကိုပြစမ်းဝိမလာကအေးစစ်စစ်ပဲဒါကတဘာဝတရားရဲ့လက်ဆောင်မှာလူကြီးမယ်ရေတောက်ချင်တိုက်ပါမယ်ဒါပေမဲ့အိုးကိုတော့မကြည့်ပါနဲ့လို့ပြောလိုက်ပါတယ်ဒါကိုတာတင်ကဒေါသထွက်ပြီးသူ့တစ်ပည့်မန်ကျော်ကိုအိုးကိုလူယူကိုခိုင်းစေလိုက်ပါတယ်ဝိမလာကအိုးကိုဆွဲဖက်လိုက်တဲ့အခါရေစက်အချို့မန်ကျော်ရဲ့မျက်စိတွေကိုဆင်သွားတယ်မန်ကျော်ဟာအဆက်နဲ့အပတ်ခံလိုက်ရသလိုမျိုးပူတယ်ကြဲကြပါအောင်လို့အော်ဟစ်တော့တာပေါ့တာတင်ကဝိမလာကိုရွာသားတွေရှေ့မှာအဆက်ရေချောင်ဖြစ်တယ်ဆိုပြီးဆွဆွဲချင်းချောက်မောင်းထုတ်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့သူမရဲ့မောင်လေးထွန်းနိုင်ကစောင့်နေတယ်။ထွန်းနိုင်ကမြို့မှာပညာသင်လာတဲ့သူဆိုတော့သူ့အမရဲ့လှုပ်ဝက်ချက်ကိုရိပ်မိနေတာပေါ့။အမအဲ့ဒီအိုးရဲကိုဟိုတောင်ကုန်းနောက်ကတစ်မြစ်တွေကိုကြိတ်ပြီးထည့်တာကျွန်တော်မြင်နေနော်။ဘာလို့ရွာသားတွေကိုအမှန်တိုင်းမပြောပြရလဲ။သူတို့ကအမကိုစုံမလို့ထင်နေကြပြီ။ဝိမလာကငါသာအမှန်တိုင်းပြောပြလိုက်ရင်ဟိုလောဘကြီးရဲ့တာတင်းကအဲ့ဒီတစ်မြစ်တော်တွေကိုခုတ်ပစ်ပြီးသူတယောက်တည်းပိုင်အောင်လုပ်မှာပေါ့ငါအပြောဆိုခံရတာကိစ္စမရှိဘူးရွာသားတွေရင်ငတ်မှာကိုပဲငါစိုးရိမ်နေလို့ရှင်းပြလိုက်ပါတယ်ထိုးနိုင်ကအမေရဲ့ကျမ်းမာရေးကဆိုးရွားလာတယ်တမားတော်ကတာမော်ကရေစင်နဲ့ဆေးဝါးတွေမရရင်အသက်အန္တရာယ်ရှိတယ်လို့ပြောပြလိုက်တယ်ဒီလိုနဲ့ဝိမလာဟာတယောက်တည်းတာမော်ကိုတက်သွားခဲ့ပါတယ်ဝိမလာတာမော်တက်နေတော့တာတင်နဲ့သူ့လူတွေကနောက်ကနေလိုက်လာပြီးဝိမလာကိုဝိုင်းလိုက်ကြတယ်။နင်ဘယ်ကိုပြေးအောင်မလဲ။ဒီမှာဘယ်ရွာသားမှမရှိဘူး။အဲ့ဒီလျှို့ဝှက်ရေထွက်ပေါက်ဘယ်မှာလဲပြောပြစမ်း။အဲ့ဒီချိန်မှာပဲတောင်ပြိုသလိုအတန်ကြီးတွေမြည်လာပြီးကြောက်တုံးကြီးတွေကျလာတာကြောင့်တာတင်တို့ဆရာတပည့်တွေကြောက်လန့်ပြီးထွက်ပြေးကြရတယ်။ဝိမလာကတော့ခရီးဆိုင်ရင်နဲ့ဂူတစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီဂူထဲမှာသူမဟာနှစ်ပေါင်းများစွာကတည်းကတေပြီးလို့အားလုံးထင်ထားတဲ့ပညာရှိဆရာကြီးနဲ့တွေ့ဆုံခဲ့ရပါတယ်။ဆရာကြီးကဝိမလာရဲ့ပူဝါကိုဖယ်ကားလိုက်တဲ့အခါဝိမလာဟာနတ်သမီးလေးတစ်ပါးလိုအလွန်လှပနေတာကိုတွေ့ရပါတယ်။ဝိမလာကငိုယိုပြီးဆရာကြီးဒီအလှကြောင့်ပဲသမီးရဲ့မိသားစုပျက်စီးခဲ့ရတာပါ။ဒါကြောင့်ရွာသားတွေရေမရမချင်းငါမျက်နှာကိုဘယ်သူ့မှမပြဘူးလို့ဂရိတစ္ဆာပြုထားတာပါလို့ပြောပြပါတယ်။ဆရာကြီးကဒါဟာဖျားပေးတဲ့ဆုလက်ပဲ။သမီးရွာသားတွေကိုတိုက်ခဲ့တဲ့ရေဟာ
ဒီကူရဲကအသက်ကယ်စိမ့်မြစ်တွေနဲ့ရောဆက်ထားတဲ့ရေဖြစ်လို့သူတို့အသက်ဆက်နိုင်ကြတာပါကဲအခုဒီဆေးရေကိုအိုးထဲကိုထည့်သွားဒီနေ့သမီးရဲ့ကံကြမ္မာကိုဒီရေကပဲဆုံးဖြတ်လိုက်မယ်လို့ပြောပြီးလွှတ်လိုက်ပါတယ်ခုရှိမှတာတင်တို့ဆရာတပည့်တွေဟာဝိမလာကိုဖမ်းရန်အတွက်စောင့်နေကြတယ်ဝိမလာဂူရဲကနေပြန်ထွက်လာတဲ့အခါမှာတော့သူမမျက်နှာမှာပဝါပါမလာတော့ပါဘူးသူမရဲ့အလှတရားကိုမြင်လိုက်ရတဲ့တာတင်တို့ဟာကင်ထားတဲ့ဓာတ်တော်လက်ထက်ကနေလွတ်ကျသွားတယ်တရွာလုံးလေတာမောတို့ဆူယုံရောက်ရှိလာကြပြီးဒါငါတို့ရဲ့ရေထမ်းတယ်မလေးဝိမလာလားဒီလောက်လှတာလားလို့အံ့ဩကုန်ကြပါတယ်တာတင်ကလောဘတက်ပြီးဝိမလာနင့်ကိုငါရဲ့မိဖုရားကြီးမြောက်စားမယ်ရွှေတွေငွေတွေပေးမယ်အဲ့ဒီအိုးနဲ့ခူကိုငါ့ကိုပေးတော့လို့ပြောလိုက်ပါတယ်ဝိမလာကတာတင်ရွှေကရေအငတ်မပြေစီပါဘူးဒီရေဟာစိတ်ထားဖြူစင်သူတွေအတွက်နှက်တော့တာဖြစ်ပေမဲ့လောဘသားတွေအတွက်တော့မီးတောက်ပဲလို့ပြောလိုက်ပါတယ်တာတင်ကအဲ့ဒီအိုးကိုငါ့ကိုပေးလို့ပြောပြီးလောဘတကြီးတောက်လိုက်ရလဲချောင်းနဲ့မီးလောင်သလိုပူထူလာပြီးပူရဲကေကြပါအောင်လို့အော်ဟစ်ပြီးထွက်ပြေးသွားရပါတော့တယ်ရွာသားတွေကတော့ဝိမလာကိုကျေးဇူးတင်ပြီးသူမကိုရွာရဲ့ခေါင်းဆောင်ဖြစ်တင်မြှောက်လိုက်ကြပါတယ်ပညာရှိဆရာကြီးကဂူဝမှထွက်လာရင်ရွာသားတို့ဒီကနေ့ကစပြီးဝိမလာဟာမင်းတို့ရွာရဲ့ခေါင်းဆောင်ပဲသူဟာရေတန်းတယ်မလေးတွေမဟုတ်ဘူးမင်းတို့ရဲ့အသက်သခင်ပဲအဲ့လိုနဲ့ရွာသားများကလည်းဝိမလာကျေးဇူးတင်ပါတယ်ဝိမလာရေဝိမလာအသက်ရှည်ပါစေလို့ပြောပြီးဆုတောင်းပေးလိုက်ကြပါတယ်နောက်ပိုင်းမှာဝိမလာဟာအဲ့ဒီဂူထဲကရေကိုရွာထဲထိမြောင်းနေသွဲပြီးတော့ပို့ပေးခဲ့ပါတယ်မြိုင်းသားရရွာလေတာယာဝါပြောတဲ့ရွာကြီးဖြစ်လာခဲ့တယ်ဝိမလာကစစ်မှန်တဲ့အလှတရားဆိုတာရုပ်ရည်မှာမဟုတ်ပဲလူတယောက်ရဲ့စိတ်ထားနဲ့ရည်ရွယ်ချက်မှာပဲရှိတယ်ဆိုတာကိုသက်သေပြခဲ့ပါတော့တယ်